ကဲဒီဇလန်ကတော့နားထောင်ရင်တစ်ချက်ထဲနဲ့မျိုးလုံးမချနိုင်တော့မယ်စိတ်လှရှားစရာဇလန်တစ်ပုဒ်ပဲအစကတော့ရိုးရိုးလေးပါရှောင်မိဆိုတဲ့မင်းကလေးလေးရဲ့ဦးလေးကအိမ်ထဲမှာကိုယ်တိုင်အသက်ဆုံးသွားတယ်လို့ကြားရတာပါလူတိုင်းကကိုယ်တက်တည်မှုလိုပဲထင်နေကြချင်းရှောင်မိကအလောင်းကိုတေချာကြည့်မိတော့တစ်ချက်ထဲနဲ့မမှန်ဘူးဆိုတာတတိထားမိသွားတယ်ဘာကြောင့်လဲဆိုတော့ဒန်ယာကလေဘင်းပေါ်မှာတာမန်လူတီတော့ကိုယ်တက်မယ်ဆိုရင်လိုက်ကင်မီတက်လာစေးတောက်လာဘလို့ပဲဖြစ်ဖြစ်လေဘင်းကိုကိုယ်တိုင်လီးတာကအရန်ရှားတယ်လေရှောင်မိစိတ်ထဲမိခွန်းဒီစတင်ပေါ်လာချိန်ပါပဲဦးလေးရဲ့ကိုပေါ်မှာထူးဆန်းတဲ့စလုံးလိုတင်ကေတာလိုတကြောင်တွေ့လိုက်ရတယ်အဲ့ဒီချိန်တော့အရန်မစင်းစားနိုင်သေးဘူးနောက်ပိုင်းအိမ်ပြန်ပြီးဦးလေးရဲ့ပစ္စည်းတွေစုစည်းနေချိန်ចောင်းပေါ်တင်ငယ်ချင်းတယောက်လာကူညီပေးတယ်အဲ့ဒီမှာဖုံးအဟောင်းတစ်လုံးတွေ့သွားပြီးဖွင့်ကြည့်လိုက်တော့နှစ်ယောက်စလုံးပတ်စဲမပိတ်နိုင်တော့ဘူးဘန်းစားလိုတစ်စောင်းဦးလေးအကောင့်ထဲမှာပတ်စံ300ဘီလီယံရှောင်မိစိတ်ခဲဟာနေတိုင်းပူလောင်ပြီးတပေါင်စားတဲ့ဦးလေးကဘလို့လုပ်ဒီလောက်ချမ်းသာနေရတာလဲဆိုပြီးခေါင်းမူသွားတယ်စိတ်မငြိမ်နိုင်တော့တဲ့နှစ်ယောက်ကကွန်ပျူတာဖွင့်ပြီးနောက်ထပ်စုံစမ်းကြည့်ကြတယ်အဲ့ဒီမှာထူးဆန်းတဲ့ website တစ်ခုတွေ့လိုက်ပြီး website နာမည်ကတော့ဦးလေးရဲ့ကိုဘော်ကတင်ကေတာနဲ့တပုံနဲ့ဝင်ကြည့်လိုက်တော့နှစ်ယောက်လုံးစီးတောင်ထားမလို့ဖြစ်သွားတယ်ဒါကလက်နဲ့ရောင်းတဲ့မတရား website ဖြစ်နေတယ်အဲ့ဒီအချိန်မှာနားလည်သွားကြတယ်ဦးလေးရဲ့ပတ်စံတွေကစစ်လက်နဲ့လွတ်ရုံမှုရောင်းဝယ်မှုကနေရလာတာဆိုတာအဲ့ဒီတုန်းပဲအမီမဖော်ဖောက်တဲ့တယောက်က order တင်လာတယ်ရှောင်ပြီးကြောက်လန့်ပြီးချက်ချင်းညင်းလိုက်တယ်ထပ်ပြီးဒီ website မကြခင်ပေးတော့မယ်လို့ပါပြောလိုက်မိသေးတယ်ဒါပေမဲ့အဲ့ဒီစကားလေးတစ်ကြောင်းကပဲသူတို့ရဲ့အသက်ကိုကစ်မှတ်ထားလိုက်ကြဖြစ်သွားမယ်ဆိုတာမသိခဲ့ကြဘူးဒီလောကမှာလက်နဲ့ရောင်းသူကဖောက်တံကိုမငင်းရဘူးလေသူတို့ဘာမှမသိသေးချိန်မှာပဲဒရုန်းနှစ်စီးတိတ်တိတ်လေးလာနီးကန်နေပြီနောက်တစ်စက္ကန့်မှာအိမ်တစ်လုံးလုံးလွတ်ခါသွားပြီအပြင်ထွက်ကြည့်လိုက်တော့နေရန်တစ်ဖက်လုံးပျောက်သွားပြီဘာဖြစ်နေလဲမသိရသေးဘူးမကသေးဘူးလားဒရုန်းတွေကမိုးရွာတယ်လို့ပြစ်ခတ်လာတော့တယ်ခံကောင်းလို့မှန်တွေကကာကွယ်ရေးမှန်တွေထိလို့မသေးခဲ့လားဒါပေမဲ့အသက်ရှူလေးပြင်ထားမိချိန်မှာပဲဒရုန်းတွေကကပ်ပေါက်ခွဲပစ္စည်းတွေကိုနေရန်ပေါ်မှာကပ်ပြန်လိုက်တယ်ဘုံပေါက်ခွဲတန်ကြီးနဲ့သူဒရုန်းဒီအိမ်ထဲထိဝင်လာပြီးနှစ်ယောက်ကိုလိုက်ဖမ်းတော့တယ်လူမျက်စိရှိတယ်လို့ပဲဘေးပေါ်ချိန်မှာရှောင်မီကလီးနဲ့ဒရုန်းတစ်စီးရဲ့ပန်ကာကိုပစ်ချိုးလိုက်ပြီးအားကုန်ထုတ်ပြီးမြေကြီးပေါ်ရိုက်ချလိုက်တယ်ဒါကိုမြင်လိုက်တဲ့နောက်ခွေကတက်မြူကဒေါသထွက်ပြီးကိုလိုက်စနိုက်ပါကင်ပြီးထွက်လာတယ်နောက်ဆုံးမှာတော့ရှောင်မီရဲ့ညံမြင့်ညာနဲ့တက်တိကြောင့်အခြေအနေကိုပြန်ထိန်းနိုင်ပြီးထိုက်တန်းတက်မြူတယောက်ကိုတော့ပြန်လေအနိုင်ယူနိုင်ခဲ့တယ်ဒီလိုပါပဲကလေးမနီတယောက်ရဲ့ဘဝကမထင်မှတ်ပဲတွေးထွက်တန်ရောကမလင်းကဝင်သွားတဲ့ဇာလန်တစ်ပုဒ်ပါပဲဒါပဲနော်ဒီနေ့ဇာလန်ကဒီလောက်နဲ့ပဲ